န့်ဖွယ်ဆေးစွမ်းနေလှုပ်ဝက်ချက်အမျိုးသားသည်သူမ၏စပင်တစ်ပင်ကိုနှုတ်ယူလိုက်ရာလက်ဖွားပေါ်တွင်မိတော်တစ်ခုရုတ်တရက်ပေါ်လာသည်ထိုစပင်ကိုပြဖြစ်သည့်ဒီမိရှုပြီးနောက်အသေးအံဖျားနာနေသောတန်းရွက်တစ်ထေးကြီးအားတိုက်ကြွေလိုက်သည်နောက်တစ်စက္ကန့်တွင်အံ့ဖွယ်ဖြစ်ရတစ်ခုပေါ်ပေါက်လာပြီးအသက်အနှင့်စိုးရိမ်ရသည့်အခြေအနေဖြစ်နေသောတထေးကြီးမှနိုးလာခဲ့သည်အမှန်စစ်စစ်ထိုအမျိုးသမီးသည်အနှစ်1000တက်တန်းရှိသောရေစင်းနှက်ဖျားမှတဦးဖြစ်သည်သူမသည်နမိမဲ့တပါဖြစ်လာရန်ကောင်းကင်ဘုံ၏စမ်းသပ်မှုကိုကြော်ဖြတ်ရမည်ဖြစ်တော်လဲအချင်းချင်းရှုံးနေခဲ့ရသည်သူမ၏ဆရာဖြစ်သူကထိုမျိုးသားနှင့်လက်ထက်မှအောင်မြင်လိမ့်မယ်ဟုလမ်းညွှန်ခဲ့သဖြင့်သူမသည်ထိုမျိုးသားကိုလက်ချခဲ့ခြင်းဖြစ်သည်ထိုမျိုးသားမှာတန်းရွက်တထေးတူဖြစ်တော်လဲကံမကောင်းစွာဖြင့်ခြေထောက်နှစ်ဖက်လုံးလေးဖြတ်နေသူဖြစ်သည်ထို့ပြင်အမျိုးသမီးသည်ရေကိုအမြဲမပြတ်တောက်သုံးနေရန်လိုအပ်ပြီးမဟုတ်ပါကသူမ၏မူလခြေစင်းရုပ်တင်သို့ပြန်လည်ပြောင်းလဲသွားမည်ဖြစ်သည်တန်းရွက်တထေးအဖွားဖြစ်သူကအမျိုးသမီးအားအိမ်ဦးသူဖြင့်ကြိုးဆိုသောအဖြစ်အမေရိကန်ဒေါ်လာ1 သန်းကြောက်စိမ့်လက်ကောက်တစ်ကွင်းလက်ဆောင်ပေးခဲ့သည်သို့သောအမျိုးသမီးကထိုလက်ကောက်တွေအစိတ်ရှိနေကြောင်းပြောလိုက်သည်ထိုအချိန်တွင်အဖွားဖြစ်သူမှာအစိတ်မိနေပြီဖြစ်ရာလက်ဖွားများမှာခရဲရောင်တန်းလာပြီးရှာမှလည်းမဲနဲ့သွားခဲ့သည်အမျိုးသမီးကသူမအနေဖြင့်ထိုအစိတ်ကိုဖြည့်ပေးနေကြောင်းပြောကာစပင်တမေကိုထပ်မံနှုတ်ရရေထဲသို့ထည့်လိုက်သည်အဖွားဖြစ်သူထိုရေကိုတောက်ပြီးနောက်ခန္ဓာကိုယ်မှာအမှန်တကယ်ပဲပြန်လည်ကျန်းမာလာခဲ့သည်ထိုစဉ်အမျိုးသမီးမျက်နှာတွင်မုတ်စင်မွေးများရုတ်တရက်ထွက်ပေါ်လာသဖြင့်လူတိုင်းအံ့အားသင့်သွားကြသည်သူမသည်ရေလိုအပ်နေပြီဖြစ်ကြောင်းသိလိုက်သဖြင့်ရေချိုးဟန်အတွက်ရေချိုးခန်းထဲသို့အမြန်ပြေးဝင်သွားလေတော့သည်